Hello အားလုံးပဲမင်္ဂလာပါရှင်မလေးရဲ့ဖေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့စားလေးကနုနုအီအီလေးနဲ့ချိုချိုစိတ်စိတ်လေးနဲ့စားလို့အရန်ကောင်းတဲ့ဘိန်းမုံလေးကိုအိမ်မှာပဲလွယ်လွယ်ကူကူလေးလှုပ်စားပြလို့လုံးလေးလေးကိုလာပြီးတော့မျှဝေပေးပါတယ်ရှင်ပထမဦးဆုံးခွက်တစ်လုံးနဲ့ကိုဆန်မောဟင်းခတ်စွန်းကြီးနှစ်စွန်းနဲ့တဝက်စာကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ baking powder လက်ဖက်ရည်စွန်းတစ်စွန်းမောက်ကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့စားလက်ဖက်ရည်စွန်းတစ်စွန်းစာလောက်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ရေ120 ml လောက်ကိုထည့်ပေးလိုက်ပါတယ်ဒီနေရာမှာရေအစားနှုတ်စိမ်းကိုလည်းအသုံးပြုရင်ရပါတယ်ပြီးရင်တော့ကြက်ဥနှလုံးတို့ကိုထည့်ပြီးတော့အားလုံးကိုနှံ့သွားအောင်မှုသွားပေးလိုက်ပါမယ်ရှင်ဒီဘိန်းမုံလုံးလေးကဆိုလို့ရှိရင်ပေါ့နော်ဘိန်းမုံလောက်တတ်တဲ့သူတွေတောင်လုံးဝလောက်တတ်မဲ့လုံနည်းလေးပဲဖြစ်ပါတယ်လုံနည်းလေးကအရန်ကိုလွယ်ကူရိုးရှင်းပါတယ်ရှင်အရလာကြတော့ချူချူစိမ့်စိမ့်လေးပါအသူ့ရဲ့အသားလေးကကြတော့နူးနူးအီလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်အားလုံးနှက်သွားပြီဆိုရင်တော့မေလေးကတူကိုခဏလောက်နှက်ထားပေးလိုက်ပါတယ်ပြီးရင်တော့အညိုရောင်တကြားပေါ့နော်သူ့ကိုသမင်းစားစွန်းနှစ်စွန်းစာလောက်ထည့်ပြီးတော့ရေ240 ml လောက်ထည့်ပြီးတော့သူ့ကိုကြိုးသွားပေးလိုက်ပါတယ်ဒီနေရာမှာအမေကကြတော့ထညက်မရှိလို့ပေါ့နော်ဒီတကြားအညိုရောင်လေးကိုပဲအသုံးပြုထားတာဖြစ်ပါတယ်အပေါ်ကတက်လာတဲ့မြုပ်ကလေးတွေကိုခတ်ထုတ်ပေးလိုက်ပါမယ်ရှင်တကြားရည်လေးတွေကနည်းနည်းလေးညောင်စီတန်းလာပြီးပြစ်လာပြီးဆိုရင်တော့သူ့ကိုစကားလေးနဲ့စစ်ပြီးတော့အေးခံထားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာတခြားညိုစားပေါ့နော်ထညက်တုံးမှဆိုရင်ပို့ပြီးမှုတ်ပြီးစားလို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့မေကတော့ထညက်မရှိတာနဲ့တခြားအညိုရောင်ကိုပဲအသုံးပြုထားတာဖြစ်ပါတယ်ပြီးပြီဆိုရင်တော့ဘိန်းစီလေးလာပြီးတော့လှော်ထားပေးလိုက်ပါမယ်ရှင်ကဲဘိန်းစီလေးကကြက်လာပြီဆိုရင်တော့မေကတူကိုခွက်တစ်လုံးနဲ့ထည့်ပြီးတော့အေးခံထားပေးလိုက်ပါတယ်ရှင်ကဲဒါတွေကတော့ဘိန်းမုံထဲမှာထည့်မဲ့ပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်တီဟိုစီရဲ့ဘိန်းစီရဲ့အုံတီပဲဖြစ်ပါတယ်ရှင်ပြီးရင်တော့စောကနှက်ထားတဲ့မုံရည်လေးတွေကိုစောကကြိုးထားတဲ့တကြားရည်လေးထည့်ပေးလိုက်ပါမယ်ရှင်တကြားရည်ကကြတော့ပေါ့နော်ကြိုပြီးအရေ120 ml လောက်ရှိပါတယ်ရှင်ပြီးရင်တော့အားလုံးကိုနှံ့တော့အောင်မှုထားပေးလိုက်ပါမယ်ရှင်တကယ်ဆိုရင်ပေါ့နော်ထညက်ရည်ကိုအရင်ကြိုပြီးမှထညက်ရည်အေးမှာပေါ့နော်မုံနှစ်ကိုဖြော်လို့ရပါတယ်ပြီးရင်တော့အရေပြော်ထားတဲ့ထောပတ်ကိုထမင်းစားစောငါးစွန်းစာထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့အားလုံးနှံ့တော့အောင်မှုသွားပေးလိုက်ပါမယ်ဒီနေရာမှာဒီစိတ်တိုင်းမကြိုက်ဘူးဆိုရင်ထောပတ်ကိုလျှော့ပြီးထည့်နိုင်ပါတယ်ဒီနေရာမှာလည်းမေကထောပတ်ကိုလျှော့ပြီးတော့ထည့်ထားပါတယ်။ဘာလို့လဲဆိုတော့မေကအစီစိန်စားလို့မရဘူးပေါ့နော်။ကဲမုံလေးလည်းနှက်တော့မုံသားလေးရလာပြီဆိုရင်တော့မေလေးတို့မုံစာလုပ်ပေးလိုက်ပါမယ်။အိုးတစ်လုံးနဲ့ကိုထောပတ်တုပ်ပေးလိုက်ပါမယ်။ပြီးရင်တော့အစောကလှုပ်ထားတဲ့မုံနှစ်ကလေးကိုထည့်ပေးလိုက်ပါမယ်။မုံကတော့မိမိလုပ်မဲ့အကြီးသေးပေါ်မူတည်ပြီးတော့လုပ်နိုင်ပါတယ်။မေကတော့မထူမပါလေးအနေထားလေးလှုပ်ထားပေးလိုက်ပါတယ်။မုံနှစ်ထည့်ပြီးပြီဆိုရင်တော့တီဟိုဆေးထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့ဘိန်းစီထည့်တယ်ပြီးရင်တော့အုံဘတ်ချစ်ထားတာလေးထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့အုပ်ဖုံးလေးအုပ်ပြီးမုံလေးကျက်လာတဲ့ဒီတူကိုတည်ထားပေးလိုက်ပါတယ်ရှင်မုံလေးကဒီလိုမျိုးလေးပေါက်လေးပေါက်လာပြီးအောက်ဖက်ကလေးကလည်းကျက်လာပြီဆိုလို့ရှိရင်တော့မေလေးတို့ကြံနေတဲ့တစ်ဖက်ကိုလှန်ပြီးတော့အုပ်ဖုံးလေးအုပ်ပြီးကျက်တီထီးသူကိုတည်ထားပေးလိုက်ပါမယ်ရှင်ကဲကြံတဲ့တစ်ဖက်လည်းကျက်လာပြီဆိုရင်တော့မေလေးတို့ဘိန်းမုံလေးကတော့ရပါပြီရှင်ကြည့်ပါအောင်သူ့ရဲ့မုံလေးကဆိုလုံးဝစားခြင်းဆိုရလေးပေါ့နော်ကဲမေလေးကကြံနေတဲ့မုံတွေကိုလည်းဒီတိုင်းလေးပဲလှုပ်ထားပေးလိုက်ပါတယ်ရှင်မုံနှစ်ထဲတဲ့ချိန်မှာမေလေးတို့သူ့ကိုမုံသားလေးကိုမှုပြီးမှထည့်ပေးရပါမယ်။မုံအကြည့်သေးရတော့မိမိစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်ရှင်။ပြီးတော့မီးကိုပေါ့နော်အရင်ခက်ပြပြမဟုတ်ဘဲနဲ့အလဲလက်လောက်ကလေးနဲ့သူ့ကိုချက်သွားပေးရမှာဖြစ်ပါတယ်။မုံသားထုတယ်ဆိုရင်တော့မေလေးတို့မီးပြင်းလို့မရဘူးပေါ့နော်။မီးအေးလေးနဲ့သူ့ကိုချက်ပေးရမှာဖြစ်ပါတယ်။ဒီဘိန်းမုံလုံနီးလေးရဆိုလို့ရှိရင်ပေါ့နော်မေကားကြတော့မကြိုက်တဲ့အရာလေးတွေကိုထည့်ပြီးတော့မှပေါ့နော်တခြားအရာလေးနဲ့စားထိုးပြုလုပ်ထားပါတယ်ပြီးတော့မေကအရန်ချိုးစိန်ကြီးစားလို့မရတဲ့အတွက်အချိုလျှော့ပြီးလုပ်ထားပါတယ်မိမိကအချိုကြိုက်တယ်ဆိုလို့ရှိရင်တခြားကိုပိုးထည့်နိုင်တယ်ပြီးတော့ရေအစားနှုတ်စိမ်းကိုလည်းအသုံးပြုလို့ရပါတယ်ရှင်ဒါပေမဲ့အခုလုပ်ပြထားတဲ့တိုးစားလေးကလည်းအရန်ကြီးမချိုဘူးပေါ့နော်အရန်ကြီးလည်းမပေါ့ပါဘူးအနေတော်ပဲဖြစ်ပါတယ်ကဲခုဆိုရင်တော့မေလေးတို့နုနုအီအီလေးနဲ့စားလို့အရန်ကောင်းတဲ့ဘိန်းမုံလေးကတော့စားလို့စင်းနေဖြစ်ပါပြီရှင်လုံနီးလေးကအရန်ကိုလွယ်ကူပြီးတော့စားလို့အရန်ကောင်းလာမို့ကြောင့်ဒီဗီဒီယိုလေးကိုမေလေးကမျှဝေပေးလိုက်ပါတယ်ရှင်ကဲဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မေလေးရဲ့ဗီဒီယိုလေးတွေကိုစားဆုံးလိုက်ကြည့်ပေးတဲ့သူတယောက်ချင်းစီကိုမေလေးကကျေးဇူးများကြီးပဲတင်ပါတယ်ရှင်မေလေးရဲ့နောက်ထပ်ဗီဒီယိုတွေကိုလည်းဆက်လက်အားပေးပါအောင်လို့မေလေးကတောင်းဆိုချင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်အားလုံးပဲဘိုင်ဘိုင်